Hello ဒီနေ့တော့ဟန်နီပြန်သွားနေပါတယ်ဟန်နီနဲ့လိုက်ခဲ့ပါအောင်နော်ဒါကတော့ဟန်နီတို့မတိုင်ရနေပြရသေးစီးပြီးတော့မိုက်တင်းကိုသွားနေရပါဟန်နီမိုက်တင်းမှာကျောင်းတို့ accessory လေးသွားဝယ်တာပေါ့နော်ဟန်နီမောင်လေးနဲ့ပါဒါကတော့ဟန်နီဒီလေးတစ်ချက်ပါဒါကတော့မောင်လေးလည်းပေါ်ပါပါတယ်ရှင်ဟန်နီသွားနေနေမှာလေး Southway Square Mall ကိုတွေ့လို့ဟန်နီရိုက်လာတာပေါ့နော်ဖွင့်တာတိတ်မကြသေးဘူးဒါပေမဲ့အဲ့ shopping mall ကလေအရန် luxury လဲဆန်နေပြီးတော့အဲ့မှာတဘောကြတာလေသူဘေးနားမှာရွက်လေးစီးလို့ရနေရလဲပါလို့ပြီးတော့အခုပြနေ The Library ဆိုရဲစာကြည့်တိုက်ကလေအရန်မိုက်တယ်ကြီးနဲ့အရန် relax ဖြစ်တယ်ကွာအဲ့ယူဟန်နီနောက်ထောက်ပြန်သွားအောင်ပေါ့နော်ဒါကတော့ဟန်နီရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့ဟန်နီအောက်ထပ်ကိုဆင်းပါတယ်ဟန်နီသွားမယ့်နေရာကိုလမ်းလျှောက်ရတယ်ပေါ့နော်ဟန်နီလမ်းလျှောက်ပြီးတော့မိုက်တင်းကိုရောက်တဲ့ချိန်မှာမိုက်တင်းကကားပါကင်မာတွေကို promotion item တွေအများကြီးပဲဟန်နီအဲ့ဒါကြောင့်မိုက်တင်းကိုရတဲ့ဘောကြတော့ကွာသူရှင်မှာမရှိတဲ့ item ဆိုတာမရှိသလောက်ပဲဘာလို့ရှင်လဲအကုန်အစုံဝယ်လို့ရတာကွာ accessories လားအိတ်တော့ပစ္စည်းလားvegetable meat အကုန်ရတယ်ကွာဒီလားဟန်နီဒီနားမှာတော့အချိန်တိတ်မဖြုံးခဲ့ပါဘူးဟန်နီလိုချင်တာလည်းမရှိတာနဲ့တဲ့ဒါတော့ဟန်နီ shopping ထွက်ပြီပေါ့နော်ဟန်နီအစားတော့တက်မှာတော့အချိန်အများကြီးဖြုံးခဲ့တယ်အသားငါးတွေသွားချီတယ်သူကအရမ်းမိုက်တယ်ဘယ်ပတ်လိုချင်လဲအကုန်လုံးတေးချာလုပ်ပေးထားတယ်ရွေးဝယ်လို့ရတယ်ပြီးတော့ဒီမှာတောက်ဆရာကြီးသွားချီရပေါ့နော်တောက်ဆရာကြီးကလည်းအများကြီးပဲနွားနိုးတော်မှာ brand ဆုံးတယ်ကွာအဲ့လိုမျိုးအများကြီးတကယ်အများကြီးရှိတော့ပြီးတော့ဒီဒါလေးကလေဟန်နီအရန်သဘောကျလို့ရိုက်လာတာအရန်ချစ်ဖို့ကောင်းတယ်ဒါပေမဲ့ try လို့မရဘူးကားပြန်စီးရမှာဆိုတော့လေပျော်သွားမှာဆိုလို့ရေကမုတ်တွေအများကြီးတွေးရတယ်ဒီတိုင်းလေးပဲလှည့်ပြန်လာခဲ့ရပါတယ်ရှင်ဒါတော့ဟန်နီလိုချင်တာတွေလည်းဝယ်ပြီးပြီဆိုတော့အောက်ကိုပြန်ဆင်းနေ BRD ကိုပြန်သွားရမှာပေါ့နော်လမ်းပြန်ရှောင်ရမယ်ဒီအပိုင်းနည်းနည်းမိမဆန်တဲ့မူဝင်နေရတယ်နည်းနည်း soft type ဖြစ်နေရပေါ့နော်အားကြောင့်ကိုကြည့်လို့မဝပါဘူးသွားနေတယ်လေဟန်နီတော်ဆုံးလိုက်ပါသေးတယ်ရှင်ဘာဖြစ်ဖြစ်ဒီဗီဒီယိုဆုံးတဲ့ဒီလိုက်ချီပြီးရတဲ့ကျေးဇူးတင်ပါတယ်နော်